လာအိုကတော့မိသူနဲ့မှစစ်မချင်ညာခဲ့ပါဘူးကြီးမားတဲ့လက်နက်တွေသို့မဟုတ်ပြင်းထန်တဲ့နိုင်ငံကဝါဒတွေလည်းမရှိခဲ့ပါဘူးသို့သောလာအိုဟာ American ပြည်အောင်စုက BNN စစ်ပွဲကာလတစ်လျှောက်လုံးပြင်းထန်တန်ဘုံကျဲတိုက်ခိုက်ခဲ့တဲ့လျှို့ဝှက်စစ်မိပင်ဖြစ်လာခဲ့တာပဲဖြစ်ပါတယ်ခင်ဗျအဓိကအချက်လက်များကိုကြည့်ရတာပေါ့နော်စစ်ပွဲပြီးဆုံးချိန်မှာလာအိုဟာဒုတိယကမ္ဘာစစ်နောက်ပိုင်းဘုံအကျဲကန်စုံနိုင်ငံဖြစ်လာခဲ့ပါတယ်။ဒါဟာလာအိုတနိုင်ငံလုံးအထူးသဖြင့်အရှေ့ပိုင်းဒေသတွေကိုလေကြောင်းကနေအဆက်မပြတ်တိုက်ခိုက်ခဲ့ပြီးတန်ပေါင်း2 တန်းကျော်ဘုံတွေချဲချခဲ့ပါတယ်။အဲ့ဒီပမာဏကဒုတိယကမ္ဘာစစ်တစ်ခုလုံးမှာအတောင်ပြုခဲ့တဲ့ဘုံဟာမုံထပ်တောင်ပေါ်ပါတယ်လို့ဆိုပါတယ်။ချဲချခဲ့တဲ့ဘုံအများစုကတော့ cluster ဘုံတွေထစ်ပြီးဘုံငယ်ငယ်လေးတွေတောင်းတဲ့အချီပါဝင်တာကြောင့် area ကျဲပြန်စွာပြန်နဲ့ပေါက်ကွဲနိုင်ပါတယ်ခင်ဗျ။တမိုင်းကြောင်းနဲ့လျှို့ဝှက်စစ်မြေပြင်ကြောင့်ဆက်ပြောရတာပေါ့နော်။လွတ်လပ်ရေးရပြီးနောက်မှာလာအိုဟာငင်းချမှုအစားအတွေးခေါ်ပိုင်းနဲ့ကွေးကြားသွားပါတယ်။တစ်ဖက်မှာ American အထောက်ပံ့ရတဲ့ဘရင်အစိုးရရှိပြီးနောက်တစ်ဖက်မှာတော့မြောက် BNN နဲ့ Soviet ရဲ့အထောက်ပံ့ရတဲ့ပါတက်လော်အဖိုက်ရှိခဲ့ပါတယ်။ Okay အဓိကအကြောင်းရင်းကတော့ဟိုချီမင်းလမ်းကြောင်းပဲဖြစ်ပါတယ်။ဤလမ်းကြောင်းဟာမြောက် BNN ကနေစတင်ပြီးလာအိုနဲ့ကမ်ဘောဒီးယားဒေါတောင်တွေတစ်ချောင်းလုံးမှာဖြတ်တန်းသွားတဲ့စစ်တူတွေနဲ့လက်နက်ပို့ဆောင်တဲ့ land ကိုနဲ့ဖြစ်တာကြောင့် American အပတ်အရေးပါတဲ့မဟာဗျူဟာမြောက်နေရာဖြစ်လာခဲ့တာပဲဖြစ်ပါတယ်ခင်ဗျ။ယနေ့အသိအထိမပေါက်ကွဲထိတဲ့ဘုံတွေရဲ့အပိုင်းကိုကြည့်ရတာပေါ့နော်ကျေးလက်ဒေသတွေရှိတဲ့လာအိုပြည်သူများစွာကဘုံနိုင်ကနေချောင်းချတာဖို့မြေအောက်မှာနေထိုင်ရတာတွေနေရာရွေးရှာမှုတွေကြုံခဲ့ရပါလေခလင်းငယ်တွေစာတင်ခွင့်မရရှိခဲ့သလိုတက်ကြီးရဲ့အိုဒင်ဟာစိုက်ပျိုးလုပ်ကိုင်နိုင်ခြင်းမရှိခဲ့ပါဘူးစစ်ပွဲပြီးဆုံးသွားပြီမဲ့စစ်ပွဲရဲ့အပိုင်းစိတ်တွေကယနေ့အထိကျန်ရှိနေပါသေးတယ်ကျဲချခဲ့တဲ့ဘုံတွေကခံမှန်းတဲ့အရာ30%ရာခိုင်နှုန်းမှမပေါက်ကွဲပဲဘုံတန်း80ခန်းကလာအိုမြေစီမှာပြန်ကျဲနေဆဲပဲဖြစ်ပါတယ်အပောက်ကွဲသေးတဲ့ဘုံတွေကိုဘာမှမသိပဲကောက်လွန်ခြင်းကြောင့်အထူးတကြီးကလေးတွေကြားမှာကြေကွဲစရာဖြစ်စီရင်ခြင်းကမကြာခဏဖြစ်ပွားခဲ့ပါတယ်